အားလုံးပဲမင်္ဂလာပါ Creative Visual Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူကြီးမျိုးအသုံးပြုနေတဲ့ဒီ application တွေကိုဘယ်သူတွေကတီထွင်ခဲ့တာလဲပြီးတော့ဒီ application တွေကနေသူတို့ဘယ်လောက်ဝင်ရနေလဲဆိုတာကိုပြောပြပေးမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ video လေးကိုစလိုက်ရအောင်ဗျာနံပါတ်1 TikTok application ကိုတီထွင်ခဲ့သူကတော့ချမ်းရင်ပဲဖြစ်ပါတယ်သူကတရုတ်နိုင်ငံသားတယောက်ဖြစ်ပြီးတော့ internet လုပ်ငန်းရှင်တူဦးလည်းဖြစ်ပါတယ်။ TikTok application ကိုသူက2019ခုနှစ်စက်တင်ဘာလမှာတကမ္ဘာလုံးနဲ့စတင်မိတ်ဆက်ခဲ့ပါတယ်။2024ခုနှစ်မှာတော့သူက TikTok ကနေ American dollar 23 ဘီလီယံထိရရှိခဲ့တာပဲဖြစ်ပါတယ်။နံပါတ်2 Facebook application ကိုတည်ထွင်ခဲ့သူကတော့ Mark Zuckerberg ပဲဖြစ်ပါတယ်။2004ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့မှာ The Facebook ဆိုတဲ့အမည်နဲ့ website တစ်ခုအနေနဲ့သာစတင်တည်ထောင်ခဲ့ပါတယ်။2005ခုနှစ်အရောက်မှာတော့ Facebook ဆိုတဲ့အမည်နဲ့ Facebook application ကိုတကမ္ဘာလုံးနဲ့စတင်မိတ်ဆက်ခဲ့ပါတယ်။ Facebook ကိုတကမ္ဘာလုံးကတိတိကျကျအသုံးပြုနေတာမို့ Mark Zuckerberg ရဲ့ဝင်ငွေကိုတိတိကျကျမသိနိုင်ပဲ Facebook ကနေသူ့ရဲ့နှစ်စဉ်ဝင်ငွေက American dollar 100 ဘီလီယံကျော်ရရှိနေတယ်လို့လည်းသိရပါတယ်။နံပါတ်3 YouTube application YouTube ကိုတည်ထွင်ခဲ့သူကတော့ Steve Chen, Chad Hurley နဲ့ Joe Carrein တို့ပဲဖြစ်ပါတယ်။သူတို့က YouTube ကို2005ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာတရားဝင်စတင်တည်ထောင်ခဲ့ပါတယ်။ YouTube ကိုတည်ထောင်ပြီး2006ခုနှစ်မှာတော့ Google ကိုဒေါ်လာ 1.65 ဘီလီယံနဲ့ရောင်းချခဲ့ပါတယ်။ရောင်းချလို့ရတဲ့ငွေမှာ Steve Chen က326တန်း Chad Hurley က345တန်းနဲ့ Joe Carrein ကတော့64တန်းရရှိခဲ့ပါတယ်။ဘာလို့လဲဆိုရင်တော့သူက founding member တယောက်ဖြစ်တဲ့အတွက်ပဲဖြစ်ပါတယ်။အဲ့နောက်ပိုင်းဒီနေ့ဒီချိန်ထိ YouTube ကရတဲ့ဝင်ငွေကို Google ကပိုင်ဆိုင်တာပဲဖြစ်ပါတယ်ဒီလိုမျိုးဘူးတူတာရစီမဲ့ video လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပေးခဲ့ကြပါဦးဗျာ